ရဲ့ပတ်ဝန်းကျင်ကလူတွေကိုဘယ်တော့မှလုံးဝနားမလည်နိုင်ဘူးလို့ခံစားမှုပါသလားတင်ယုံကြည်ထားတဲ့တငယ်ချင်းတယောက်ကတင့်ကိုနောက်ွယ်ကနေဓာတ်နဲ့ထိုးသွားတာမျိုးတင်ရဲ့လွတ်ဖို့ကိုင်ဘက်ကအမြဲတမ်းသူကောင်းဖြစ်အောင်ဟန်ဆောင်နေတာမျိုးတွေ့ဘူးလားလူသားတွေကဘာကြောင့်ဒီလိုမျိုးမကန်လောက်ကြတာလဲလူစိတ်ရဲ့အနဲ့ချိုင်ဆုံးလွတ်ဘက်ချက်တွေအတ္တတွေနဲ့မနာလိုဝင်တိုမှုတွေရဲ့နောက်ွယ်မှာဘာတွေရှိနေလဲဒီမေဖွန်းတွေအားလုံးရဲ့အဖြစ်ဦး Robert Greene ရဲ့ The Laws of Human Nature လူတဘာဝရဲ့ဥပဒေသားမှာစာအုပ်ထဲမှာဖော်ထုတ်ပြထားပါတယ် Robert Greene ဟာကျွန်တော်တို့လူတွေဝင်မခန်းခြင်းနဲ့တိတ်မကြိုက်ခြင်းနဲ့လူသားရဲ့အမောင်ဘက်ချမ်းတွေကိုရဲစင်စွာဖွင့်ပြနိုင်သူပါသူပြောတဲ့စကားတွေကခါတက်နိုင်ပေမဲ့တင့်ရဲ့ဘဝအလုပ်နဲ့ဆက်ဆံရေးတွေကိုပုံမနားလည်ဖို့အတွက်ဒီအမှန်တရားတွေကိုသိထားဖို့ကမဖြစ်မနေလိုအပ်ပါတယ်ဒီစာအုပ်ထဲမှာပါတဲ့လူတဘာဝရဲ့အရေးကြီးဆုံးဥပဒေသား18ခုကိုကျွန်တော်တို့တစ်ခုချင်းစီခွဲခြမ်းစိတ်ဖြာပြီးတင်ဆက်ပေးသွားမှာပါဒီဥပဒေသားတွေကိုသင်နားလည်ပြီဆိုရင်သူများရဲ့ရည်ရွယ်ချက်ကိုမြင်အောင်ကြည့်နိုင်မယ်သင်ကိုယ်တိုင်ကိုပုံမထိန်ချုပ်နိုင်လာမယ်ပတ်ဝန်းကျင်ရဲ့ဖြစ်စီမှုတွေကနေကာကွယ်နိုင်လိမ့်မယ်ဒါကြောင့်လူစိတ်ရဲ့နဲ့နေတဲ့လောကတွေကိုဝင်ရောက်ဖို့အသင့်ဖြစ်ပြီဆိုရင် subscribe လုပ်ထားပြီး notification bell လေးနှိပ်ထားပါနောက်နေ့မှာပြန်ဆောင်ကြမယ်လူတဘာဝကိုနားလည်ခြင်းကစွမ်းနာပဲ